Assalamualaikum warahmatullahi wabarakatuh. Alhamdulillahi wahda wassalatu wassalamu ala man la nabiyya ba'da. Amma ba'd. Liza apado mai se iman shin paung lo khanya. Law shin nya karamat to ne mai se mya aalong ni ba loကျွန်တော်ကိုသိကြပါတယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်။ Alhamdulillah မိတ်ဆွေများခင်ဗျာဒီချိန်တစ်ခါကတော့အလောက်ကလာမတ်နဲ့ကျွန်တော်အလီကြီးတစ်ခုရဲ့အီမမ်ရှင်းတော်ဆရာတောင်းထမ်းဆောင်ခဲ့တဲ့ဆယ်စုနှစ်တစုကြော်ကြော်အီမမ်အဖြစ်တောင်းထမ်းဆောင်ခဲ့တဲ့အဲ့ဒီမှာမိတ်ဆွေများခင်ဗျာကျွန်တော်တို့3-4နှစ်လောက်ကတည်းကနော်အဲ့ဒီအီမမ်ထမ်းဆောင်နေစဉ်ကာလမှာ Facebook မှာရော TikTok မှာရောနောက်ပထမ YouTube အဟောင်းမှာရောတရားဓမ္မစကားတွေကိုဟောကြားခဲ့တယ်အဓိကကတော့မိတ်ဆွေများခင်ဗျာကျွန်တော်တို့ COVID-19 ကာလပဏိဝကျောင်းတော်တွေအားလုံးပြည့်သွားတယ်အဲ့ဒီအချိန်ကာလမှာကျွန်တော်တို့ online social media ပဲကျွန်တော်တရားစကားတွေပြောကြတာတွေလူတွေကိုလည်း share လုပ်တာတွေနော်တရားဟောတာတွေကိုပြုလုပ်ခဲ့ခြင်းဖြစ်တယ်အလ်ဟမ်ဒူလ illah အဲ့ဒီကနေပြီးတော့လူတွေတစားစားတီးလာရင်နဲ့မိတ်ဆွေကျွန်တော်များခင်ဗျာကျွန်တော်အခုပလီကနေနားသွားတော့မိတ်ဆွေများကျွန်တော်ကိုနောက်တပုံစံနဲ့သိကြအဲ့ဒါကတော့ကျွန်တော်ပရာဟိတလုပ်တယ်ဆိုတဲ့ကိစ္စနဲ့အဲ့တော့ပရာဟိတလုပ်တယ်ဆိုတော့ပရာဟိတတွားနေတယ်လာနေတယ်ပရာဟိတက post တွေကိုတင်နေတယ်လူနာတွေကအခက်အခဲတွေကိုတင်ပြနေတယ်အလူရှင်တွေပေးတဲ့ငွေကြေးတွေကိုပေးအပ်တာတွေကိုပြသနေတယ်အဲ့ဒီဗီဒီယိုတွေပိုင်းတောက်လျှောက်တတ်တော့ကျွန်တော်လည်းတောက်လျှောက်တရက်မှာတစ်ဖက်မှာကျောင်းကိစ္စတွေရှိတယ်တစ်ဖက်မှာကျွန်တော်ကစီးပွားရေးလုပ်ငန်းကိစ္စရှိတယ်တစ်ဖက်မှာကျွန်တော်ကပရာဟိတလုပ်ငန်းရှိတော့ကျွန်တော်သိမအားဖြစ်တဲ့ပုံမှာဒီတရားစကားပြောကြတာတွေလည်းလိုင်းပေါ်မရောက်တော့အဲ့တော့တော်တော်များများမိတ်ဆွေတွေကလည်းပဲဒီလိုကိုအသိမိတ်ဆွေတွေအချို့အဝေးကရှိတဲ့မိတ်ဆွေတွေ online ကနေတစ်စင်မေးတာတွေရှိတယ်ချက်ပေါင်းမလာမေးတာတွေရှိတယ်နော်အချို့မိတ်ဆွေတွေဖုန်းနဲ့စကားဖုန်းနဲ့မတည့်ရလူတွေကဖုန်းနဲ့လာပြောကြတာတွေရှိတယ်အဲ့မိတ်ဆွေများကပြောကြချက်ကဆရာတရားစကားတွေလည်းပဲအနည်းငယ်ငါမိမိအားရင်အားလို့အနည်းငယ်တင်ပေးပါအောင်အနည်းငယ်ပြောကြပေးပါအောင်ဆိုတော့မိတ်ဆွေများခင်ဗျာနံပါတ်1ကတော့ကျွန်တော်မိတ်ဆွေများကိုအထူးတလည်းပြကြရက်ခံပါတယ်။နော်တရားတဲ့သူကပဲတရားစကားပြောတာကောင်းပါတယ်။ကျွန်တော်တို့ကတော့တရားတဲ့သူရဲ့စည်းနေမှာမပါပါဘူး။တို့တော်ညာလည်းပဲနံပါတ်1ပါ။ကျွန်တော်ပြောတဲ့သူကနှုတ်ရှာနဲ့ထွက်လာတဲ့စကားဒီကျွန်တော်နှလုံးသားနဲ့ကျွန်တော်နားနဲ့ဒီအနည်းဆုံးပါ။ပြီးတော့မှရှေ့မှာရှိတဲ့နားစင်တဲ့ပြိတ္တကနားနဲ့နားစင်တဲ့ပြိတ္တကနှလုံးသားပါ။တော့ကိုပြင်မယ်ဆိုတဲ့ရွေချက်အရင်ဝင်ပိုက်ပါတယ်။ကိုနားထဲမှာအရင်ဆုံးနားထောင်မယ်ဆိုတဲ့ရွေချက်အရင်ရင်ဝင်ပိုက်ပါတယ်အဲ့တော့မိတ်ဆွေများခင်ဗျာအများမွတ်စလမန်တို့နံပါတ်1ကျွန်တော်အကျိုးရှိအောင်နံပါတ်2အများမွတ်စလမန်တို့အကျိုးရှိအောင်မိတ်ဆွေများခင်ဗျာနိုင်တဲ့ဘက်ကနေပြီးတော့အခုကျွန်တော်ညာပိုင်းဆိုလို့ရှိရင်ည7 နာရီခွဲနောက်ပိုင်းကျွန်တော်တို့ကြောင်းတင်တဲ့ချိန်5မိနစ်ပဲရ10မိနစ်ပဲရ3မိနစ်ပဲရ4မိနစ်ပဲရနော်ဒီ YouTube channel တခုအတက်ထပ်မှန်ပြီးတော့ဖွင့်နေတယ်အဲ့ဒီ YouTube channel ကနေပြီးတော့မိတ်ဆွေများခင်ဗျာနော် YouTube channel ကကျွန်တော်တို့ admin ပေါ့ဗျာ admin ကျွန်တော်ဒီဘက်ဖြစ်တဲ့မိတ်ဆွေများတည်တယ်မိတ်ဆွေများအားလုံးတည်တယ်ကျွန်တော်တက်တော့မှအဲ့ဒီဒီဘက်ကတော့မိတ်ဆွေများကိုကျွန်တော်ချပြထားပြီးသားမော်တာလို့လည်းခေါ်တယ်နော်အဲ့ဒီမော်တာလေးမိတ်ဆွေများအားလုံးတည်ပါတယ်နော်အဲ့မော်တာလေးကအဲ့ဒီ YouTube channel ရဲ့ admin ဖြစ်တယ်သူကဦးစီးပြီးတော့အဲ့ဒီ channel ကိုဖွင့်နေထားတယ်အဲ့တော့မိတ်ဆွေများအတက်နိုင်ဆုံးအဲ့ဒီ YouTube channel ကိုနော် subscribe လုပ်ပေးကြပါမိတ်ဆွေများခင်ဗျာအခြားသူများကိုလည်းပြန်လည်ပြီးတော့ share လုပ်ပေးပါအင်ရှာအလ္လာကျွန်တော်လည်းကျွန်တော်က Facebook ကနော်ဟိုအပေါ်မှာ၎င်းတော့ကျွန်တော်က TikTok က chat ဘာလာကျွန်တော်ပြောလို့မတတ်သေးဘူးအဲ့ဒီကအပေါ်မှာကျွန်တော်ဒီsubscriber အဲ့ဒီကအပေါ်မှာကျွန်တော်အနေနဲ့ YouTube channel က link ကိုချပေးမယ်အင်ရှာအလ္လာမိတ်ဆွေများခင်ဗျာကျွန်တော်တို့ကတော့အမှန်တိုင်းပြောတာကျွန်တော်အင်္ဂလိပ်စကားလေးပဲတိတ်ပြောလို့ကျွန်တော်ဒီဘက်လေးစီကတော့ link ကိုချဖို့ပြန်တည်ယူရတယ်ကျွန်တော်လုံးပြောဖို့တော့အဲ့တော့ကျွန်တော်မပြောတတ်တဲ့ပုံမှာလည်းနားလည်ပေးပါအဲ့တော့မိတ်ဆွေများတိအောင်ပေါ့နော်အဓိကတိအောင် TikTok ရဲ့ပုံမှာနောက်အခုနကျွန်တော်တို့ Facebook ရဲ့ပုံမှာအဲ့ link ကိုချပေးမယ်အင်ရှာအလ္လာဒါကိုတစ်ဖက်တစ်လမ်းကနေပြီးတော့ link ရဲ့ khidmat ကိုပြုနေတယ်လို့ကျွန်တော်ဒီဘက်ကိုကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ဒီဘက်ကတရခါလုပ်ခိုင်းတဲ့ပုံမှာအင်ရှာအလ္လာကျွန်တော်လည်းတရခါမိတ်ဆွေများကိုပြန်လဲလုပ်တယ်အခုသူကစဖွင့်ရေးမှာကျွန်တော် was အဟောင်းလေးတွေပေါ့တစ်ခုပြင်လိုက်တဲ့ပုံမှာလာအပ်တဲ့သူပေါ့ဗျာကျွန်တော် Facebook နဲ့ပြောမယ်ဆိုလို့ရှိရင် TikTok နဲ့ပြောမယ်ဆိုလို့ရှိရင်လာအပ်တဲ့သူ150ကျော်လို့ရှိ
150ကျော်ရှိတယ်နော်အဲ့တော့မိတ်ဆွေများခင်ဗျာမိတ်ဆွေများကိုလည်းပဲအခုပဲပြည်တဲ့ရခိုင်နဲ့အများကြီးရှင်းဝေးမပြောဘူးအဓိကကျွန်တော်အုံလုံးထဲမှာကျွန်တော်စဉ်းစားထားတာကျွန်တော်ဒီဘက်ကကျွန်တော်ကိုတောင်းပေးတယ်3-4မိနစ်ကျမပို့နဲ့လူလည်းအများလဲဟလာစိတ်ဝင်စားပြီးတော့နားထောင်ရအောင်မငြင်းငြင်းသွားရအောင်ကျွန်တော်ရေယာဒူစတော်လီဟင်းလို့ခေါ်တဲ့အလာမနဝဝီရာဟ်မတ်တူတင်ကြီးရေးထားတဲ့ကျမ်းပေါ့ဗျာအဲ့ဒီကျမ်းကနေပြီးတော့တော်ကိုဆွဟီဟိုင်းတဲ့ဟာဒီစတော်လီကိုပဲပြန်လည်ပြီးတော့ရှင်းနေတာလားအဲ့ဒီဟာဒီစတော်လီကိုအဓိကပို့ကပြီးတော့ပဲဒီရကိုနိုင်လောက်ပေါ့ဗျာနော်ဟာဒီအတူလေးဟာဒီကိုရှင်းကြကျွန်တော်ကစကားပြောရှင်းတယ်ခင်ဗျလမ်းမှာကြော်တော့တရားဟောတဲ့ပုံနဲ့အရှိကြီးတော့မယ်ဆိုလို့ရှိရင်အပိုင်းပိုင်းနဲ့လည်းမိတ်ဆွေများညှိငွေသွားမယ်အဲ့တော့ထိတိမိမိနဲ့လူရဲ့လုံးသားထဲမှာအားလုံးအဆင်ပြေအောင်ကျွန်တော်မိတ်ဆွေများကိုတခုဟောနော်ပမာပေးတာပါကျွန်တော်ကိုယ်အရင်သဘောကျတယ်ကျွန်တော်ကိုယ်အိတ်ဆရာကိုရန်လေးစားတယ်ကျွန်တော်ကိုယ်အိတ်ဆရာတွေ့ရင်အိတ်ဆရာကရှေ့မှာကျွန်တော်ကသူ့ကလေးပဲကျွန်တော်အိတ်ဆရာကြီးကကျွန်တော်ဘိုးပါတောင်းတယ်နော်ကျွန်တော်မုတ်တီအစ္စမိုင်ဆပ်ဒါမဘကာတူမူလာအာလီယာအဲ့ဒါမောလာမုတ်တီအစ္စမိုင်ဆပ်လောရှိမြဆရာကြီးကတည်းကဘရကတ်ပေးပါတယ်အခုလည်းဆရာကြီးစဖရီဟက်မှာတွားနေတယ်မိတ်ဆွေများခင်ဗျာဒီနေ့လည်းပဲမက္ကာကနေပြီးတော့မဒီနာကိုကျွန်တော်ဒီနေ့ကိစ္စတစ်ခုနဲ့အပြင်တွားနေရင်လည်းမက္ကာကနေပြီးတော့မဒီနာကိုတွားတဲ့ခရီးစဉ်ကလမ်းကြောင်းကိုတော့ဟီယပ်ကလမ်းကြောင်းကိုဆရာကြီးကောင်းမှတင်ပြနေတာအလ်ဟမ်ဒူလ လာတို့ဟိုလားကျင်းနေဆရာအဲ့ဒီဆရာကြီးနေ့တူကနော်အပိုင်းဘလောက်အပိုင်းပေါင်းထောင်ပေါင်းများတော့ရှိပါပြီအဲ့ဒီပုံစံမျိုးလေးပေါ့3မိနစ်မိတ်ဆွေများကိုအင်ရှာလာတာနာကနေတင်ပြမယ်မိတ်ဆွေများနံပါတ်1ကျွန်တော်ကိုယ်တိုင်အမလုပ်ဖို့ပါနောက်၎င်းလောက်ဒုတိယအဆင့်မိတ်ဆွေများအမလုပ်ဖို့ပါမိမိကမိတ်ဆွေများကိုလည်းပဲ share လုပ်ပေးပါဒါကျွန်တော်ကဒီ YouTube ကchannel ကိုလည်းပဲ subscribe လုပ်ပေးကြပါလို့မိတ်ဆွေများအားလုံးကိုကျွန်တော်အနေနဲ့မေတ္တာစကားပြောရင်းနဲ့ပဲဒီနေရာကနေပြီးတော့ညီကုန်းချိုးအပ်ပြရစေအစ္စလာမုအလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူ